ကျွန်တော်ရဲ့အရေးပြားတွေကဘဲကနေဘလို့ပြောက်ကွယ်သွားမှန်းမသိပြောက်ကွယ်သွားပြီးနောက်ကြွက်သားတွေပါအရေးပြောကြလာခဲ့တယ်အားလုံးကကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအယိုးစုတက်တက်ပဲကျွန်တော်ရဲ့အထိဖက်ဖက်လန်ပွင့်ထွက်သွားတာကိုစောင့်ကြည့်နေခဲ့ကြပေမဲ့သူတို့ဘာမှမတတ်နိုင်ခဲ့ကြဘူးမကြခင်မှာပဲကျွန်တော်ရဲ့အယိုးစုကပြောက်ကွယ်သွားပြီးစေယုံကတင်ပေါ်မှာခွက်ဝင်သွားတဲ့ပုံသဏ္ဍာန်လေးပဲကျန်တော့တယ်ကျွန်တော်တည်သွားတာမဟုတ်ပါဘူးကိုပြောက်လူသားတစ်ယောက်ဖြစ်သွားခဲ့တာပါလွန်ခဲ့တဲ့တစ်နှစ်ကကျွန်တော်တို့အဖွဲ့ဟာကိုပြောက်စေးရီကိုအောင်မြင်စွာဖော်ဆက်နိုင်ခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့မျှော်လင့်မထားတဲ့တကယ်စိန်ခေါ်မှုကြီးကလူတစ်ယောက်ကိုကိုပြောက်အောင်လုပ်ဖို့မဟုတ်ပဲကိုပြောက်ရာကနေမူလအတိုင်းပြန်ဖြစ်အောင်လုပ်ဖို့ဆိုတာပါပဲဒါပေါင်းများစွာစမ်းသပ်ခဲ့ပြီးတဲ့နောက်တစ်ခွဲခန်းထဲမှာကိုပြောက်တိရစ္ဆာန်တွေနဲ့ပြည့်နေခဲ့ပေမဲ့မူလအတိုင်းပြန်ဖြစ်စေမဲ့စေးရီဖော်ဆက်မှုကတော့ဘာမှတိုးတက်မှုမရှိခဲ့ဘူးအဲ့ဒီနောက်ပြီးခဲ့တဲ့တစ်လအရောက်ဆက်တဲ့လာကြစူးစမ်းခဲ့ပြီးတဲ့နောက်မှာတော့ကျွန်တော်နောက်ဆုံးမှာအောင်မြင်မှုလမ်းစာကိုတွေ့ခဲ့ရတယ်ရလက်တွေကိုစမ်းသပ်ဖို့အတွက်ကိုပြောက်နေတဲ့ဂေါ်ရီလာမြောက်ဝင်ကြီးတစ်ကောင်ကိုသုံးဖို့ကျွန်တော်တို့ဆုံးဖြတ်လိုက်ကြတယ်စက်ကနေဖော်မြူလာအတိုင်းစေးရီကိုထုတ်လုပ်ပြီးဂေါ်ရီလာရဲ့ကိုယ်ထဲကိုထိုးထည့်လိုက်တာပေါ့စေးရီကတွေးကြောတဲ့ပြည့်နှက်သွားတာနဲ့အမျှဂေါ်ရီလာရဲ့ခန္ဓာကိုယ်ကဖြည်းဖြည်းချင်းပြန်ပေါ်လာတယ်ဒါပေမဲ့အားလုံးအပြည့်အဝပြန်ကောင်းခါနီးဆဲဆဲမှာပဲမော်နီတာစကင်တွေကအချက်ပေးတံတွေမြည်လာပြီးဂေါ်ရီလာရဲ့နှလုံးရက်သွားကတကူလုံးပြုတ်ပေးကြသွားခဲ့တယ်လင်ဒါကနှလုံးသွင်းစက်နဲ့အပြေးလွှားရောက်လာပြီးလှုပ်ဆောင်ပေးခဲ့လို့ဂေါ်ရီလာရဲ့နှလုံးကပြန်ခုန်လာပြီးခန္ဓာကိုယ်လည်းမူလအတိုင်းအပြည့်အဝပြန်ဖြစ်သွားခဲ့တယ်စမ်းသပ်မှုအောင်မြင်သွားလို့ကျွန်တော်အယမ်းဝမ်းသာသွားပေမဲ့စစ်တပ်ကတော့ဒါကိုအားမရသေးဘူးတကယ်အောင်မြင်မှုလို့သတ်မှတ်နိုင်ဖို့ဆိုရင်ဒီစေးရီကိုလူသားတစ်ယောက်ပေါ်မှာစမ်းသပ်ရမယ်တဲ့ဒါကြောင့်ကျွန်တော်စုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်ကိုယ်တိုင်ပဲအစမ်းသက်ခံခန္ဓာကိုယ်လုံးမယ်ပေါ့နောက်နေ့မှာကျွန်တော်အဖွဲ့ကိုကိုပြောက်စေးရီထိုးခိုင်းလိုက်တယ်နာကျင်မှုကတော့မခံမရနိုင်အောင်ပါပဲဒါပေမဲ့ဒါကိုအချိန်ချင်းလုပ်ပူးနေပြီမို့လို့ကျွန်တော်ဘာပြဿနာမှမရှိပဲအောင်မြင်စွာကိုပြောက်သွားခဲ့တယ်19နာရီကြာသတိမေ့မျောသွားပြီးတဲ့နောက်ကျွန်တော်နိုးလာခဲ့တယ်ဘယ်သူမှကျွန်တော်ကိုရှာမတွေ့တော့ပဲအပူလိုင်းကြီးမျက်မှန်ကနေတဆင်ပဲမြင်နိုင်တော့တယ်ဘေးကင်းဖို့အတွက်ကျွန်တော်အခန်းထဲမှာအပူလိုင်းကြီးကင်မရာတစ်လုံးတက်ဆင်ထားခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်ကိုပြောက်နေတာကြားလာလေးအဖွဲ့တွေကအမျိုးသမီးတွေပို့ပြီးစိတ်မသက်မသာဖြစ်လာလေးပဲဒီစီဆိုရင်တစ်ချိန်လုံးစိတ်ချောက်ချားနေပြီးရေချိုးကန်းသွားတိုင်းအပူလိုင်းကြီးမျက်မှန်ကိုအရင်တက်ထောင်းဆောင်အောင်အရင်စစ်ပြီးမှဝင်ရဲတော့တယ်ဒါတော့မှကျွန်တော်ရဲ့ကိုပြောက်နေမှုကသူတို့ကိုယူသွလူနီးပါဖြစ်စေခဲ့တယ်တယောက်ဆိုရင်လူတိုင်းစိတ်အေးလက်အေးရှိရအောင်ကျွန်တော်ကိုအခန်းထဲမှာပဲတော့ပိတ်ထားဖို့တောင်အကြံပြုခဲ့ကြတာသူတို့ရဲ့ဘေးနားနေကျွန်တော်ထိုင်နေတာကိုသူတို့လုံးဝမသိကြဘူးတရက်မှာကျွန်တော်လင်နာအနာကိုတိတ်တဆိတ်ကပ်သွားပြီးသူမပေါ်ထားတဲ့ကျွန်တော်ရဲ့ခံစားချက်တွေကိုပြောပြခဲ့တယ်တော်တော်လေးပုံမှန်လင်းလင်းနဲ့ရိုးရိုးသားသားစကားလုံးတွေပြောခဲ့ပေမဲ့လင်နာကတော့ဘာလို့ပြန်မှုမှမရှိခဲ့ပါဘူးအကြခင်မှာပဲမူလအတိုင်းပြန်ဖြစ်စေမဲ့စေးရီကိုစမ်းသပ်ဖို့အချိန်ရောက်လာခဲ့တယ်စေးရီကကျွန်တော်တွေးကြောတွေဝင်သွားတဲ့အခါဂေါ်ရီလာတုံးကလိုပဲကျွန်တော်ခန္ဓာကိုယ်ကပြန်ပေါ်လာဖို့လုပ်တယ်ဒါပေမဲ့နာကျင်မှုကပြင်းထန်လွန်းတာကြောင့်ကျွန်တော်အသက်ရှူရက်သွားခဲ့ရတယ်လင်နာနဲ့အခြားသူတွေကကျွန်တော်ကိုအသက်ပြန်သွင်းပေးနိုင်ခဲ့ပေမဲ့ကျွန်တော်ခန္ဓာကိုယ်ကတော့ပြန်ပြီးပြောက်ကွယ်သွားခဲ့ပြန်တယ်အဆင်မပြေဖြစ်သွားတဲ့စမ်းသပ်မှုကြောင့်ကျွန်တော်ကြီးကျယ်စိတ်ပြတ်သွားပြီးအခန်းထဲပြန်သွားရုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ဘူးအဖွဲ့သားတွေမူလအတိုင်းပြန်ဖြစ်စေမဲ့စေးရီကိုပြန်ပြင်ဆင်ပေးမဲ့အချိန်ကိုစောင့်နေရတာပေါ့ဒါပေမဲ့တစ်ဆက်ရက်လောက်ကြာတဲ့အခါမှာတော့ကျွန်တော်ဆက်ပြီးမအောင်အီးနိုင်တော့ဘူးဘယ်သူမှသတိမထားမိတဲ့အချိန်မှာတက်ခွဲကန်းထဲကနေတိတ်တဆိတ်ထွက်လာခဲ့တယ်ကျွန်တော်အိမ်ကိုပြန်ရောက်တဲ့အခါစိတ်ထဲတော်တော်လေးနေလို့ကောင်းသွားတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အိမ်နီးနားချင်းကအဝတ်စားလေးနေတာကိုသတိထားမိလိုက်တယ်အရင်ကဆိုရင်တော့ကျွန်တော်ဘီးမဆိုင်ပဲနေမိမှာဖြစ်ပေမဲ့အခုတော့ကျွန်တော်ကကိုပြောက်နေတာလေရဲတင်းတဲ့ကြံတစ်ခုကခေါင်းနဲ့ချက်ချင်းပောက်ကွဲထွက်လာတော့တယ်ကျွန်တော်တက်ခွဲကန်းကိုပြန်ရောက်တဲ့အချိန်မှာတော့လင်နာနဲ့အခြားသူတွေကကျွန်တော်ပြောက်နေမှန်းရိပ်မိသွားကြပြီသူတို့ကကျွန်တော်ကိုလိုက်ရှာဖို့စိတ်ငြိမ်တဲ့တွေကိုကင်နေကြတာကျွန်တော်လမ်းလျှောက်ဝင်လာတာကိုမြင်တော့မှပဲတဲ့တွေကိုကတိကအောင်နဲ့ပြန်သိမ်းလိုက်ကြတယ်ကျွန်တော်အခန်းထဲပြန်ဝင်သွားခဲ့ပေမဲ့သူတို့သတိမထားမိတာကတော့ဒီခန်းကကျွန်တော်ကိုဆက်ပြီးပိတ်ထောင်ထားလို့မရတော့ဘူးဆိုတာပါပဲအားလုံးထွက်သွားတာနဲ့ကျွန်တော်မော်နီတာပေါ်ကအပူလိုင်းကြည့်ကင်မရာကိုဖျက်ဆီးပစ်လိုက်တယ်မော်နီတာပေါ်မှာတော့ကျွန်တော်ကတင်ပေါ်မှာလှည့်နေတော့မဲလို့ထင်ရပေမဲ့တကယ်တမ်းကျွန်တော်ထွက်သွားခဲ့တာကြာပါပြီအဲ့ဒီညမှာကျွန်တော်လင်နာအိမ်ကိုသွားခဲ့တယ်သူမကကောင်းလေးတစ်ယောက်နဲ့အတူအိမ်ယာပေါ်မှာရိုမန်တဆန်နေတာကိုအခန်းထဲထိဝင်ပြီးမြင်လိုက်ရတာပေါ့ဒေါသလေးလေးထွက်သွားတာနဲ့ဘေးကအိုကေတခဲကိုကောက်ကင်ပြီးအိမ်ခန်းတဲဘက်ကိုဝုန်းကနေပစ်ခွဲလိုက်တယ်လင်နာကထားကြည့်ပေမဲ့ကျွန်တော်ကိုမမြင်ရဘူးဒါပေမဲ့တခုခုမှားယွင်းနေပြီဆိုတာကိုတော့သူမခံစားမိနေတယ်တိတာတာကတော့ကျွန်တော်ကိုထိချုပ်ထားနိုင်မဲ့နီလန်းကိုတယောက်ယောက်ကအမြန်ဆုံးရှာဖွေဖို့လိုအပ်နေပြီဆိုတာပါပဲ